အားလုံးပဲမင်္ဂလာပါရှင်။တဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဖပြပြမယ့်ဝတ္ထုတို့တွေကတော့ဆရာမမမွေးအလျာရေးသားထားတဲ့စိုးကြောက်မှုပါသည်ဆိုတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ရှင်။စိုးကြောက်မိပါသည်မန္တလေးကိုမရောက်တာကြာခဲ့ပြီ။တငယ်ချင်းအမွန်နဲ့လည်းမတွေ့ရဒီမှာကြာခဲ့လေပြီ။ကျမထွက်လာရတော့ခရီးဒီရင်ခုန်စရာကောင်းလာသည့်နည်းတူမန္တလေးမြို့ကိုနောက်တစ်ကြိမ်အလဲပတ်သွားရောက်ရမည့်အရေးဒီလေကျမအတွက်ရင်ခုန်စရာကောင်းလာပါသည်ပြီးတော့တငယ်ချင်းအမွန်နဲ့ပြန်လဲတွေ့ဆုံရမည့်အရေးဒီလေစိတ်ကြည်နူးစရာကောင်းလာသည်ကျမနဲ့အမွန်ဒီငယ်တငယ်ချင်းများတော့မဟုတ်တို့တော့ကျောင်းဒီဘက်တငယ်ချင်းများဟုဆိုရမလားကျမတို့နှစ်ယောက်ဒီရန်ကုန်တက္ကသိုလ်ရတနာဆောင်မှာအတူတူနေခဲ့ကြသည်အဓိကယူတီဘာသာရဲ့ချစ်မတူတော့လဲတခန်းနဲ့အတူနေခဲ့ရ၏မြို့နယ်လာရောအုပ်စုဖွဲ့၍နေတတ်ခဲ့ကြတော့ကျောင်းသူများထဲတွင်မြို့ဝကျွန်းပေါ်တွင်ကျမနှင့်အညာသူအမော်နီအလွန်ခင်မင်ခဲ့ကြ၏ကျမဒီအချို့မိန်းကလေးများလိုဒေတာဆွဲရှိသူမဟုတ်ပေဘယ်နေရာရောက်ရောက်ကျမပြောတတ်သည်ခရီးတွားခြင်းကိုကျမနှစ်သက်သည်မရောက်ဘူးတဲ့နေရာဝေးလံတဲ့နေရာကိုတွားရောက်ရမည်ဆိုလျင်ကျမပို၍ပြော၏နွေရာဒီကြောင့်ပဲရဲ့မှာအများတကမိမိရက်ထံပြန်မို့ရေးတွေး၍ပြောနေတဲ့ချိန်မှာကျမကဖေတငယ်ချင်းနဲ့ဘယ်မျိုးကိုလိုက်တွားရလျင်ကောင်းမှာပါလေဟုစရာချ၍တွေးနေမိလေသည်ကျမ၏ဖခင်ကလည်းသတင်းစာဓမ္မတအုပ်ဖြစ်၍ခရီးတွားခြင်းဒေသနာရဘုဒ္ဓရှာမိခြင်းကိုခွင့်ပြုလေသည်အမွန်ကတော့ကျမကဲ့သို့မဟုတ်ဒေတာဆွဲမရှိတော့လဲမင်္ဂလေးပိတာဒီဟုဆိုရမည်အနေအထိုင်အတွားအလာတိမ်မွေးသည်စကားပြောချိုသားသည်ဝစားစင်ရင်ဘုံကမြန်မာဆန်သည်အသားညိုစိမ့်စိမ့်နှင့်ချစ်စပွဲကောင်း၏သူ့ရင်အကြောင်းပြောဆိုကိုသူ့အိမ်သားများကိုလွန်းလွန်းတတရှိပုံကိုကြည့်၍သူတို့မိသားစုသည်ယဉ်ကျေးတော့အဆင့်အတန်းမြင့်တော့မြန်မာမိသားတစုဖြစ်မှန်တိတာလာ၏အမောင်ကနှုံမဖွင့်ဟာမပြောတော့လဲအမုံတို့ဖေဖေသည်တီကြည်ရိုးတာတော့အစိုးရအမှုထမ်းတယောက်ဖြစ်မှန်တီတာသည်အတွင်မတူတော့ကျမတို့နှစ်ယောက်ရင်းနှီးခင်မင်စွာပေါင်းတင်ခဲ့ကြလေသည်ຫນွေရက်တရက်မှာအမွန်ဒီကျမမျောလင့်သည့်အတိုင်းမန္တလေးတို့အလဲခေါ်၏မိဆွေဒီနေ့ကောအိမ်ပြန်မလားမပြောတတ်သေးဘူးအမေကတော့ပြန်လာစီခြင်းတယ်မိဆွေကတော့အဖော်ကောင်းရင်တနေရာတွားရကောင်းမလားလို့တပတ်လောက်ပေါ့ပြီးမှအိမ်ပြန်ရမယ်လေအမွန်ပြုံးသည်ကျမမန္တလေးကိုလိုက်ချင်မှန်းအမွန်တီးသည်ဒီလိုဆိုမန်းလေးကိုလိုက်ခဲ့မိစီကစားလာတယ်တမိတငယ်ချင်းကိုလည်းအလဲခေါ်ခဲ့ပါလားတဲ့အမွန်တို့မိမိရန်ကုန်တို့လာစဉ်တခါမြင်မှုသည်ဟီဟီခေါ်မခေါ်ပါမလားလို့ဒီလိုဖြင့်ကျမမန္တလေးတို့တစ်ခေါက်အလဲပတ်ရောက်ခဲ့ဘူးချင်းဖြစ်ကျုပ်တို့ရွှေမန္တလေးချမ်းရီပူအိုက်တီဆိုရတဲ့အတိုင်းအိုက်လိုက်ပူလိုက်ဒီမှလည်းမပြောနဲ့တို့တော့ကျမပြောပါသည်နာမည်ကြီးလာတော့မန္တလေးမြို့ရောနှင်းကျုံကြီးမဟာမြတ်မုနီဖျားကြီးမန္တလေးတောင်စကိုင်းတောင်စသည်ဖြင့်နေရာအနှံ့လေပြစ်လိုက်သည်ရှစ်မြန်မာမင်းများထိဆိုင်နန်းဆိုင်မြို့တော်ကြီးအရှင်အဝါဒီရင်ကိုပူနွေးနေစေပါသေးသည်ဈေးချိုနှင့်နိုင်စဉ်တဝိုက်တီလဲကြက်ပြန်မကြစီကားစေအထက်မြန်မာပြည်အယောင်ဝဲအချက်ချာအဖြစ်စီးပွားရေးနယ်ပယ်ကလည်းကျယ်ဝန်းလာသည်ခရီးတွားခြင်းကိုဝဒနာပါတီအလုပ်တစ်ခုအဖြစ်အလေးထားတော့ကျမမှာမန္တလေးကိုဗဟိုပြု၍တွားခြင်းစရာလာခြင်းစရာများလာသည်တို့တော့ကျမမှာမန္တလေးမြို့တွင်တို့ပင်အားရအောင်မလဲပတ်နိုင်ခဲ့စာမေးပွဲပြီးတည့်ရက်မှာပင်ကျမအမေစီကစာရသည်ဒီနွေမှာမောင်ငယ်ကိုရှင်ပြရမှာမို့မန္တလေးမှကြာကြာမနေပဲပြန်လာခဲ့ဖို့အကြောင်းအမွန်တို့မိသားစုနှင့်ပျော်ပျော်ရွှင်ရွှင်နေဖို့လည်းအချိန်ပေးရသေးသည်အမွန်တို့အိမ်လေးသည်အေးချမ်း၍နေခြင်းစပွဲဖြစ်မိသားစု၄ယောက်ခန့်သာရှိသောအိမ်လေးမှာအိမ်တောင်ပရိဘောဂခန့်ရှင်းနဲ့စိတ်လွတ်လပ်စေသည်လေစရာပတ်စရာမရှိလျင်စာဖတ်နိုင်သည်အမော့မီမီသည်လက်ရကောင်းကောင်းနှင့်အညာဟင်းများကိုချက်ကျွေးသည်ထိုအချိန်မှစ၍ကျမအညာဟင်းများကိုခရင်တွေးခဲ့သည်အမွန်တို့ဖေဖေကလည်းကျမတို့ဖေဖေလိုတဆွထိုးဓမ္မကြီးမဟုတ်ပဲတည်ငြိမ်အေးဆေး၏အမွန်တို့အိမ်တို့လဲပတ်ခဲ့ရခြင်းသည်ကျမအတွက်မိနိုင်စရာမှတ်တမ်းလေးတစ်ခုဖြစ်ခဲ့ပါ၏တနေ့နေ့တစ်ချိန်ချိန်မှာတော့မန္တလေးမြို့နှင့်အမွန်တို့မိသားစုထံသို့
အေးအေးဆေးဆေးလာရောက်အောင်မည်ဟုကျမရင်ထဲမှတည်သွားလိုက်သည်ထို့တော့ထိုအချိန်မှစ၍ကျမဘဝ၏လွတ်လပ်ခြင်းသည်ဆုံးခန်းတိုင်ခဲ့လေသည်ကျမသည်ကျောင်းကိုပင်ပြီးဆုံးအောင်မတတ်နိုင်ခဲ့ပေဘဝ၏အလဲအပြောင်းများသည်မထင်မှတ်ပဲကြားရောက်ခဲ့ကြသည်အဖေသည်ရုတ်တရက်ကလွန်သွားခဲ့ပြီးထင်ရဆိုင်တတ်သောကျမသည်လည်းတာဝန်ဝတ္တရားတွေဖြင့်ခြေချိုးမိခဲ့သည်ရရလို့ကိုဝင်လို့ရင်းစာမေးပွဲကိုပြင်ပမှဆက်ဖြေသည်တငယ်ချင်းများစီတို့စာရာရေးနိုင်ပြီးလူချင်းဝေးလာရ၏အမွန်တယောက်လည်းကျမစီစာရီတာတစ်ဆောင်ပြီးတစ်ဆောင်ရေးပို့နေခဲ့သည်လူတွေကတစားထက်တစားပို၍ဝေးကွာသွားကြ၏အမွန်နီနောက်ဆုံးနေ့ကိုဖြေဆိုပြီးမန္တလေးတို့ပြန်သွားသည်မန္တလေးမှနေ၍ကျမစီစာနှစ်ဆောင်ဟန်ရေးသည်နောက်ဆုံးကျောင်းဆရာမအလုပ်လုပ်နေတယ်လို့သတင်းရသည်ကျမလည်းကိုဘဝနှင့်ကိုနှစ်နေသည်ခင်မင်ပျော်ရွှင်စွာနေထိုင်ခဲ့ကြတော့ဘဝများသည်ဟိုးဝေးကြီးမှကြံရစ်ခဲ့တယ်လို့ခံစားရ၏ကျမသည်အိမ်အောင်ကြပြီးရန်ကုန်မြို့ပေါ်မှအခြေချခဲ့ပါသည်ထို့နောက်ရုံးတစ်ဖက်အိမ်မှုကိစ္စတစ်ဖက်ဖြင့်မြို့ပြလှူရှာမှုကြားမှာရုန်းကန်နေရပြန်သည်ရခင်ကလိုစိတ်လွတ်ကိုယ်လွတ်တွာလာလဲပတ်ရခြင်းမျိုးမှလည်းအိမ်မက်တစ်ဖွဲဖြစ်နေတော့သည်တငယ်ချင်းများထံတို့လည်းလူကိုယ်တိုင်တွေ့ဖို့ဝေးစွာစာလေးတစ်ကြောင်းပင်မရေးနိုင်ခဲ့ကျမဘဝတွင်မမရရအဖြစ်ဆုံးမှာအမွန်တာဖြစ်သည်တနေ့နေ့မှာတော့အားလုံးကိုခိတ္တပစ်ထားခဲ့ပြီးအမွန်စီကိုတွားဦးမည်ဟုအားခဲထားသည်ယခုရန်ကုန်မန္တလေးရထားလမ်းပေါ်မှာကျမရောက်နေကောင်းတော့လာခြင်းတော့မဟုတ်မည်မထင်ပေအဖေကြောင့်ဆိုတော့ကျမသည်လူကြီးတယောက်အနေဖြင့်အလွန်ကလေးဆန်သောအမှုကိုပြုခဲ့တော့ကြောင့်ဖြစ်သည်ကျမသည်ဒေါရနှင့်တစွတ်ထိုးအကျင့်ကိုပေါင်းဆက်ကတာဝန်ဝတ္တရားတွေကြားမှရုန်းကန်ထွက်ခဲ့ခြင်းဖြစ်သည်အလုတ်တာဝန်နှင့်အိမ်တောင်တဲ့ဝတ္တရားတွေကိုခိတ္တစွန့်ခွာခဲ့ခြင်းဖြစ်၏တရင်ကလွတ်မြောက်ခြင်းကိုရှာကြံမိခြင်းဖြစ်၏ကျမရှိရှုရာအရက်မှာလွန်ခဲ့တော့10နှစ်ခန့်တစ်ချိန်ရောက်ခဲ့ဘူးတော့မန္တလေးရွှေမြို့တော်ကြီးတို့ကျောင်းနေစဉ်ကအလွန်ရင်းနှီးချစ်ခင်ရတော့တငယ်ချင်းအမွန်စီတို့အမွန်ကတော့ကျမ၏ကလေးဆန်သောလူရက်ကိုအပြစ်တင်လေမည်လားကလေးတယောက်ရကမှစိတ်ဆိုးပြီးအိမ်ကထွက်လာတော့ကျမကိုငယ်စိတ်မပြောက်သေးဘူးဟု၍ရီမောလေမည်လားမသိပေအမွန်နှင့်ပြန်တွေ့ရမည်အရေးကိုတွေးမိတော့အခါအလုံးကိုမေ့သွားနိုင်ခဲ့ပြီကျမပျော်သွားသည်အမွန်နှင့်တွေ့ပြီးလျင်တော့ရန်ကုန်ကိုပြန်ပြီးဖုံးဆက်မည်စိတ်မပူဖို့အကြောင်းပြီးတော့အမွန်နှင့်ငငယ်ကတို့လဲပတ်မည်မန္တလေးကိုရှောက်ကြည့်မည်စိတ်ပြေတော့အိမ်ကိုပြန်မည်ဤဒီမှာကျမ၏အစီအစဉ်ဖြစ်၏အမွန်တယောက်အိမ်တော်များကြနေလေပြီလားရခင်နေရာမှာရောရှိသေးရဲ့လားအမွန်ကိုမတွေ့ရလျင်လည်းကိစ္စမရှိပါကျမမှာအရေးရှိကတွာလာဆက်တွဲနိုင်ရန်အခြားအတိမိတ်ဆွေများ၏လိပ်စာများပါပါသည်ကျမ၏တသက်တာမှာအစွန့်စားဆုံးဟုဆိုနိုင်သောခရီးသည်ရင်ခုန်စရာကောင်းလာ၏ထို့အတူအမွန်နှင့်တွေ့ရမည်အရေးသည်လည်းမန္တလေးမြို့ကိုနောက်တစ်ခါလေပတ်ရမည်အရေးသည်၎င်းရင်ခုန်ပွဲကောင်းလာပါသည်ယထာသည်အချိန်မှန်သည်ဆိုရမည်ည9နာရီတတာခန့်မှာမန္တလေးဘူတာကြီးသို့ဆက်ရောက်လေသည်ကျမသည်အင်ဒရီရပင်ဘူတာတွင်မှထွက်ခဲ့သည်ဒီမှာမပုံတင်လေးပြပါခင်ဗျာရုတ်တရက်တော့လန့်သွားမိသည်နောက်မှကျမနှင့်မသက်ဆိုင်ကာကီယူနီဖောင်းဝတ်တအူးကတရုတ်အမျိုးသားကြီးတစ်ယောက်ကိုစစ်ဆေးနေခြင်းဖြစ်စိုက်ကားများမြင်းလေးများစပိန်များဖြင့်ရှုပ်ထွေးနေသောမြို့၏မြင်ကွင်းကိုမုံဝါးဝါမြင်ရသည်မြင်းလေးတစ်စီးကိုခက်တီတီဖြင့်ငှားလိုက်သည်မြို့ရိုးနှင့်ကျုံကြီးကိုမြင်လိုက်ရသဖြင့်ကျမရင်သည်လှုပ်ရှားလာ၏ဒုက္ခများဝမေးပြောက်ပြီးစွန့်သွားတွာလာရခြင်းပျော်ရွှင်မှုကိုစတင်ခံစားရသည်ရွှေမြို့တော်ကြီးကစီကားတိုက်မြိုက်စေမောင်ကြီးပြိုးစားမှာပင်ဥရဟိုတွာလာလှုပ်ရှားနေစေလူဦးရေပုံမတိုးတက်များပြားပြီးရောင်းပန်းဝယ်တာပုံမဖွံ့ဖြိုးခဲ့တော့အရေးနမိတ်ကိုမန်းစာတိမြင်နိုင်သည်မိလောင်မြင်များလူနေထူထပ်သောလမ်းမကြီးများကိုဖျက်တမ်းလာခဲ့သည်အမွန်နှင့်တွေ့ရမည်ကိုတွေးပြီးရင်ခုန်လာသည်ဘယ်ဘက်ကိုချိုးဟုတ်ပြီနားမှာခဏနေအောင်စဉ်းကြည့်လိုက်ဦးမယ်ရခင်တစ်ခေါက်ရောက်ဘူးတော့နေရာဝန်းကျင်မှာတမျိုးတစ်ဖုံထူးခြားနေသည်လက်နံဘက်အိမ်နံဘက်ကမားနိုင်စရာမရှိဒ
တို့တော့အငွေတက်ကလွဲမနေသည်ပတ်ဝန်းကျင်ကအကဲခံရင်တိုက်ကြီးတရိုက်ရှိမှကျမရက်မိနေမိသည်အမွန်တို့အိမ်ကြီးရခင်ကဒီနေရာမှာပဲရှိသည်အိမ်များပြင်ဆောက်လေပြီလားကာလတွေကလည်းကြာခဲ့ပြီအရာရာပြောင်းလဲတိုးတက်နေသည်ကိုကျမမမိခဲ့သည်တို့တော့စုံစမ်းကြည့်အောင်မှဖြစ်မည်တရက်တော့ခြံဝန်းအတွင်းမှာတည်တည်ငြိမ်ငြိမ်ဖြစ်နေတော့တိုက်ကြီးကစိတ်ကိုယွန်းစေဒီမှာတော့အမှန်ပင်ထိုစဉ်လူရည်လူကြီးမြင်ရ၍အာတက်သွားသည်ခြံဝန်းတကားဝစီတို့ရှောက်လာနေသူမှာအမွန်များဖြစ်လေမလားအနာရောက်တော့မှအတားဖြူဖြူမျက်နှာတစ်ခုကိုမြင်လိုက်ရ၍လုံးဝလဲချော်နေပြီဆိုတာသိလိုက်ရ၏ဒါဥအောင်မြင်အိမ်လားရှင်သူ့တမီးကလဲလဲမွန်ကျောင်းဆရာမအလုပ်လုပ်တယ်အမျိုးသမီးဒီကျမကိုခက်ကြောင်ကြောင်ကြည့်နေသည်ခြံတကားကိုမဖွင့်ပြီမဟုတ်ဘူးမရှိဘူးအရင်ကတော့ဒီနေရာမှာနေလို့ပါသူတို့ပဲနေရာများပြောင်းသွားကြမလဲမသိဘူးအမွန်တို့အိမ်ရောက်ပြီးပြောင်းသွားကြလေသလားထို့တော့ကျမမိကွန်းကြီးပို၍ပင်ဦးကြောင်ကြောင်နိုင်လာသည်ကိုချက်ချင်းတိလိုက်ပါသည်ကိုကတို့ဒီမှာနေတာကြပြီဆက်မေးလျင်လည်းပို၍ကြောင်နေမည်ကိုညီမို့အတာလက်ထွက်ခဲ့သည်ဒီလမ်းနဲ့ဒီနေရာကတော့အမှန်ပါပဲထို့တော့ပတ်ဝန်းကျင်ကိုငှဲ့ဆောင်ကြည့်လိုက်တော့ပိုပြီးပြတ်သားစွာမြင်ရသည်အလုံးကြီးအပြောင်းလဲကြီးပြောင်းလဲခဲ့ပြီရခင်ကတဲချို့တွတ်မိုးပြင်တော်ရင်အချို့သာရှိခဲ့သောနေရာများတွင်ခိမိတေတတ်သောတိုက်ကြီးများကနေရာယူထားသည်ပြောင်းလဲမှုသည်ကွာခြားလွန်းလာသည်ဖိဖိလည်းရှိလာသည်ကလေးမရှာတဲ့အိမ်ကဒီနေရာမှာဟုတ်ရဲ့လားမြင်းလေဓမ္မကြီးကရောင်ချာဖြစ်နေတော့ကျမကိုမတင်ငါစာမေးသည်ဟုတ်ပါတယ်ရှင်သူတို့ပြောင်းသွားကြလို့ပါဟန်ကိုလောက်ကပြောလိုက်ရ၏ခဏတော့ဦးလေးကျမဘေးရင်ကိုမေးကြည့်ပြရစီဦးရခင်ကအမွန်တို့အိမ်နဲ့တအိမ်ကျော်တွင်အမွန်တငယ်ချင်းမတယောက်ရှိသည်ကိုတတိယသည်ဆက်ပြီးစုံစမ်းကြည့်ခြင်းလေးတစ်ဖြင့်တအိမ်ကျော်ကိုလှမ်းကြည့်မိသည်ထိုအိမ်ဒီလည်းရခင်အိမ်မျိုးမဟုတ်တော့အိမ်ရှိတွားရက်ကြည့်တော့လူကြီးတယောက်အိမ်ရှိမှရက်နေသည်ကိုတွေ့ရသည်ကျမကိုမြင်တွားပြီးစူးစမ်းကူညီလိုဟန်ဖြင့်ရှောက်လာသည်ဘုရုအိမ်ကိုရှာတာလဲမဟုတ်မှန်းတော့တိထားသည်ဝဝအသားဝဝဘောင်းမီရှိဝတ်ထားတော့ထူလူကြီးကြီးအမွန့်တငယ်ချင်းတို့မိသားစုကိုကြားတောင်ကြဘူးလိမ့်မည်မဟုတ်ပါကျမအတိအိမ်တိမ်ရှာတာဥအောင်မီသူ့တမီးကကျောင်းဆရာမလက်လက်မွန်တဲ့ဘာမှမပြောဘဲလက်ထွက်ခဲ့ရာမကောင်းတဲ့ဖြင့်ပြောမိပြောရပြောလိုက်ရခြင်းဖြစ်နားမလဲဟန်ဖြင့်ဇဝေဇဝါဖြစ်နေရှာတော့ထူလူကြီးကိုကြောက်ခိုင်းကကျမထွက်လာခဲ့သည်ကဲမန္တလေးဟိုတယ်ကိုမောင်းပြီးတော့ဦးလေးမဝမ်ခွဲတယောက်မန္တလေးဟိုတယ်မှာအလုပ်လုပ်တာတိထားရသည်သူ့ကိုဟိုတယ်မှာမတွေ့လျင်အိမ်ကိုလိုက်သွားနိုင်သည်အမအောက်မှာမြို့၏အရှင်အဝါဒီခန့်ခန့်ထဲပင်ရှိနေသည်ကျမရင်ထဲမှာမတင်မကျဖြင့်ငီးမောဖြစ်တန်းလာရသည်ဟေးတင့်တွေ့လို့သူကိုအစင်းနဲ့တွေ့ရတဲ့ဖြင့်ရင်ထဲမှာပေါ့ပါသည်မိဆွေတယောက်တည်းဘလို့ဖြစ်လာတာလဲနောက်မှမင်းတင့်ကိုဒီမှာတဲလို့ရမလားအမျိုးသမီးတယောက်တည်းတဲလို့မရဘူးသူ့10 နာရီအိမ်ပြန်ရမယ်ဘာဖြစ်လာတယ်လဲပြောစမ်းပါဦးနောက်မှပြောမယ်ကွာဖုန်းဆက်လို့မရဘူးလားဖေကိုလဲရန်ကုန်ကိုလေကျမအိမ်ကထွက်လာသည့်ကိစ္စကတော့ပြည်လည်သွားပြီဖြစ်ပါသည်မန္တလေးမြို့တွင်ကိတ္တခဏလည်းပတ်ဖို့နှင့်အမွန်နှင့်တွေ့ဖို့ကိစ္စတာကြံပါတော့သည်မိဆွေတဲတက်တီကောင်းတာပဲကျောင်းနေတုန်းကတစ်ခေါက်ရောက်ဖူးတဲ့နေရာကိုများစွန့်စားပြီးသွားရှာရတယ်လို့ဒါတော့ပြောင်းလဲသွားမယ်မထင်လို့ပေါ့ကွာသူတို့နေရာကမိဘေးလဲလွတ်တယ်မြင်ရင်ရမှာပဲထင်တယ်ဒါပေမဲ့ကိုမေးတာလဲကောင်းကောင်းနားလည်ကြဖို့မရတာနဲ့ပြန်ပြေးခဲ့ရတယ်တင်နေအမွန့်ကိုစားကျမကိုအလဲပတ်လျှောက်ပြပါသည်ရခင်ကတစ်ခေါက်လိုဖျားကြီးဈေးကျူတောင်ပေါ်စကိုင်းစသည်ဖြင့်မန္တလေးမြို့ကရခင်ကလိုပင်ပြန်လဲစီကားစားတိုက်မြိုက်စားပြုနေပြီလူတွေလည်းပြားပန်းခတ်သမျှတွာလာလှူရှားနေကြသည်မျက်နှာစိမ်းများရောနှောနေသည်အိမ်များကလည်းအခိုင်နာအခန့်နာကားများမှာလည်းအကောင်းစားအပြန်စားစားတောက်ဆိုင်ကြီးများလည်းအပြိုင်အဆိုင်ဟီးလို့တဲခိုကမ်းများဆိုဒီကမတွေ့ချင်မှအဆုံးရှိလေ
အရာရာဒီပြောင်းလဲတိုးတက်လာတဲ့နေအများရှုပ်ထွေးရောရှက်နေ၏များမကြမီမိလောင်ပြင်နေရာများတွင်တိုက်တာအဆောက်အဦများနေရာယူလာကြတော့မည်ကျမတငယ်ချင်းအမွန်တို့မိသားစုရွှေမြို့တော်ကြီးမိတိနေရာတွင်များတိမ်မြုပ်ပျောက်ကွယ်နေရှာပါလေ